တိတ်ကတန်တရားကအမုန်းတွေကလည်းပါလာတတ်တယ်တန်တရားကမေတ္တာတွေကလည်းပါလာတတ်တယ်ဒါကြောင့်မို့တုံးနဲ့တူခင်းနေမင်းနဲ့ဆိုတဲ့နေရာမှာပုပ္ပေဝတန်လိဝသေနပစ္စုပန္နဟိတေနဝါဆိုတဲ့ရသော်ဘုရားကအကြောင်းတစ်ခုရှာပြထားတယ်အတိတ်တုန်းကတူတူနေခဲ့တယ်ခင်ခင်မင်မင်နေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်မင်နေနော်ပစ္စုပန္နဟိတတူနဲ့တူကုညီဘူးတယ်လက်ရှိဘဝမှာမေတ္တာတက်ဝင်ခုခေတ်မှာအသစ်ဖြစ်တယ်ဆိုလို့ရှိရင်လေခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲအတိတ်ဘဝတုန်းကယံဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလေဒီဘဝလည်းပဲယံညှိုးဖြစ်နေတာမြတ်စွာဘုရားနဲ့ဒေဝရပဲကြည့်ဒေဝရရဲ့စိတ်ထဲမှာမြတ်စွာဘုရားပေါ်မှာကြည့်မရအောင်အလိုလိုမုန်းနေတာတန်တရားကအမုန်းလို့ခေါ်တယ်မြတ်စွာဘုရားကတော့ငကိုယ်တည်းကသူ့ကိုတိခတ်တယ်ခွင့်လွတ်တယ်တိခတ်ခွင့်လွတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒေဝရကိုမုန်းတယ်ဆိုစိတ်မရှိဘူးမရှိလို့ပဲသင်္ကန်းတွေပဲဝတ်ပေးထားတာပဲလေသူ့နှမတောင်ယူထားလိုက်သေးတာပဲမုန်းလို့တော့မဟုတ်တော့ဘူးเนาะအဲ့တော့ဒေဝတကသာတစ်ဖက်သက်မုန်းနေတာနောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့နောက်ဆုံးမှာမြေမျိုးတဲ့အချိန်ကျမှမြတ်စွာဘုရားကိုကြော့သွားပြီးတော့အမုန်းနေခြေသွားတယ်အမျက်တော်ဖြေဆိုတာအဲ့ဒီမှာပဲပေါ့เนาะသူရဲ့အမျက်ဒေါသတွေကအဲ့ဒီအချိန်မှာအမုန်းနေကုံဆုံးသွားတယ်တန်တရားကအမုန်းဆိုတာအလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့ဒီဘဝမှာမုန်းတဲ့လူမရှိအောင်တတိထားနေကြဖို့လိုတယ်ပေါ့မုန်းတဲ့လူမရှိစေနဲ့ရှိလို့ရှိရင်တန်တရားကအမုန်းဖြစ်သွားလိမ့်မယ်မတည့်တဲ့လူမရှိစေနဲ့မတည့်တဲ့လူရှိလို့ရှိရင်ဥပေက္ခာကိုကျင့်သုံးလိုက်မေ့ထားလိုက်နော်မေ့ထားလိုက်သူလှုပ်တာတွေပေါ်မှာတောင်းတွင်းတွေလှုပ်နေခက်တာကတန်ရောစဉ်ဆိုတာလူတွေကထင်းနေကြတာတဏှာပဲတန်ရောစဉ်လို့ထင်းနေတာအမုန်းကလည်းတန်ရောစဉ်ပဲအမုန်းတန်ရောစဉ်စဉ်းစားကြည့်လေကိုမုန်းတဲ့လူခဏခဏတတိယဟုတ်လားလူတွေကထင်တာကိုချစ်တဲ့လူပဲတတိယတယ်လို့ထင်တာပဲမုန်းတဲ့လူလည်းတတိယတာပဲအမုန်းနဲ့တတိယတာလေးသူကြတော့တကယ်ကတော့တန်ရောစဉ်က10မျိုးရှိတာဟုတ်အဲ့10မျိုးထဲမှာပဋိက္ခတန်ရောစဉ်ဆိုတာဒေါသနဲ့ဖြစ်တဲ့တန်ရောစဉ်တခုဘယ်တန်ရောစဉ်ဖြစ်ဖြစ်ကောင်းကျိုးချမ်းသာမပေးဘူးတဲ့ဒါကြောင့်မို့တတိထားပြီးတော့ရှောင်ကျဉ်ရမှာဖြစ်တယ်ပေါ့ဝါဒနာနဲ့ဇယိုက်ဆိုးဆိုတဲ့နေရာမှာအခုလိုတည်တတ်တဲ့ဘဝမှာမကောင်းတဲ့ဝါဒနာတွေရှိရင်ဝါဒနာကိုမတားနဲ့လို့တော့မလုပ်နဲ့တားတဲ့တားရမယ်ပေါ့ဒီလိုဖြစ်ရမကောင်းတဲ့ဝါဒနာဆိုရင်ဆက်ပြီးတော့မလုပ်